ကောင်လေးကမူလာတန်းကျောင်းမှာသူပထမဆုံးကြုံရသည့်မိဘဆရာအသင်းစည်းဝေးအတွက်အမေကိုဖိတ်ခိုင်းတော့သူဖိတ်သည်သို့သောအမေတကယ်တက်မည်ဆိုသည့်အခါသူလန့်သွားသည်သူမိခင်ကိုအတန်းဖော်များနှင့်ဆရာမပထမဆုံးအကြိမ်ဖြစ်မြင်ကြရတော့မည်ဆိုတာတွေးကာသူထူးထူးပူပူဖြစ်သွားသည်မိခင်ကနဂိုမူလရုပ်ရည်ချုံမောသူတစ်ဦးဖြစ်သည်သို့သောမျက်နှာညာဘက်အခြမ်းမှာအတော်ဆိုးဆိုးရွားရွားအမာရွတ်ကြီးတစ်ခုထင်နေသည်ကောင်လေးကဒီအမာရွတ်အကြောင်းမကြားချင်သည့်အမာရွတ်ကြီးဘာကြောင့်ရသလဲဘလို့ရသလဲမသိချင်တာကြောင့်ဘယ်တော့မှသူမမေးစည်းဝေးမှာအခြားလူများနှင့်ဆုံကြတော့သူမိခင်မှာအမာရွတ်ရှိတာမှန်တော်လဲပင်ကိုအလှရှိတာယဉ်ကျေးပြုငါတာတွေကြောင့်လူတွေကသဘောကျကြသည်ဒါကိုမြင်တော်လဲကောင်လေးရှက်ရွံ့စိတ်မပြေရှောင်ဖယ်ပုံးရှိုး၍ပဲနေသည်သို့သောတနေရာမှာတော့ဆရာမနှင့်သူမိခင်တို့စကားပြောနေကြတာသူကြားရသည်မျက်နှာပေါ်ကအမာရုပ်ကဘလို့ရတာလဲဆရာမကမေးသည်သားလေးနို့ဆို့အရွယ်တုန်းကပေါ့သူ့အခန်းထဲမီးလောင်တော့သားကပကတ်လေးထဲမှာအခန်းထဲမီးတွေတဟုန်းဟုန်းဆိုတော့ဘယ်သူမှမဝင်ရဲဘူးကျမအတင်းဝင်ပြေးတာအဲ့ဒီမှာအပေါ်ကတုတ်တန်းကြီးတစ်ခုပြုတ်ကျလာတော့ကျမသားအပေါ်ပြေးပြီးကာလိုက်တာကျမကိုရိုက်မိပြီးအဲ့ဒီမှာတင်မေးလဲသွားတယ်ကံအားလျော်စွာပဲမိသက်သမားရောက်လာပြီးဝင်ကယ်လို့သားမိနှစ်ယောက်လုံးအသက်ချမ်းသာရတာမိခင်ကမျက်နှာပေါ်ရှိမီးလောင်ရာအမာရွတ်ကိုဆိုင်းရင်ပြန်ပြောပြနေသည်တစ်သက်လုံးအမာရွတ်ကြီးတစ်ခုတော့ထင်သွားတာပေါ့လေဒါပေမဲ့ဒီအတွက်ကျမတခါမှဝမ်းမနှဲမိပါဘူးတဲ့အမေကဆိုသည်ဒီစကားကြားတော့မှကောင်းလေးမျက်ရည်တွေအဝိုင်းသားနှင့်ပြေးထွက်လာကအမေကိုဖတ်တည်သူအတွက်အသက်ပေးကာကွယ်မိအမေ၏စေတနာအမေမေတ္တာတွေကိုခံစားရကသူ့ရင်ထဲလှ၍နေသည့်အဲ့ဒီနေ့တစ်နေ့လုံးအမေလက်ကိုသူတင်းဆုပ်ထားသည်တစ်ချက်မျှပင်မလွတ်တော့စာပေများကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ channel ကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေအသစ်တွေတင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းကိုနှိပ်ခဲ့ပေးဖို့အကြံပြုပါရစေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်